Okay ဒီ video မှာတော့ကျွန်တော်တို့ application project တစ်ခုကို Google Play Console မှာဘယ်လိုစတင်ပြီးတော့ create လုပ်ရမလဲဆိုတာကိုလက်တွေ့လေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ console ကကျွန်တော်စပြီးတော့သုံးတာမကြာသေးဘူးပေါ့နော်အရင်တုန်းကကျွန်တော် company အနေနဲ့အခြားconsole တစ်ခုကိုကျွန်တော်ဝယ်သုံးခဲ့တယ်ဒီနောက်ပိုင်းမှာကျွန်တော်ရဲ့ဒီ official company name နဲ့ပေါ့နော် console ရအောင်ကျွန်တော် Google ကိုစူးစမ်းထားတာပေါ့နော်ဆိုတော့မြန်မာနိုင်ငံရဲ့ company license ရဲ့ပြီးွားရင်မြန်မာနိုင်ငံရဲ့ payment အနေနဲ့ကျွန်တော်ရအောင်စူးစမ်းထားတဲ့အတွက်ဒီ console လေးရတာမကြသေးဘူး application လည်းဘာမှကိုသိပြီးတော့မတင်ရသေးဘူးပေါ့နော်ကဲထားပါအဲ့တော့ဒီ console ကကျွန်တော်ပထမဗီဒီယိုမှာဆွေးနွေးခဲ့တဲ့ console မျိုးစား2မျိုးထဲမှာဆိုရင်ဒီတရားက organization account အမျိုးအစားထဲမှာပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ home ရဲ့အောက်က create app ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်အဲ့တော့ဒီ page ကိုရောက်လာပါလိမ့်မယ်အဲ့တော့ဒီမှာမြင်ရတဲ့ page တွေ step တွေကတော့ organization ပဲဖြစ်ဖြစ် personal ပဲဖြစ်ဖြစ်အများအားဖြင့်တော့99% အတူတူပဲဖြစ်ပါလိမ့်မယ်နောက်ပိုင်းမှာ application ဒီ internet testing နဲ့ launch လုပ်တဲ့အပိုင်းမှာပဲအနည်းငယ်ကွာခြားချက်ရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ application နာမည်ထည့်ဖို့လိုပါတယ်Google Play မှာဒီနာမည်ကပေါ်မယ်လို့ပြောထားပါတယ်အဲ့တော့ကျွန်တော်စီစဉ်ထားတဲ့ file ကနေတစ်ချက်သွားယူပါမယ်โอเคဆိုတော့ဒီမှာ application ရဲ့ name ကကျွန်တော်တို့အများဆုံး30 character အထိပဲရမယ်ပေါ့ဗျာ Okay အဲ့တော့ဒီ application နာမည်ပေးတဲ့နေရာမှာလည်းကျွန်တော်တို့လိုက်နာရတဲ့ policy တွေရှိတယ်ပေါ့နော်အချို့နာမည်တွေကအရင်နာမည်ကြီးပြီးသား application တွေရှိတယ်ဗျာဥပမာ Play Store မှာဆိုရင်ဒါ Facebook တို့ Instagram တို့ဒါကျွန်တော်ပါစက်တဲ့ပေါ်တဲ့ဟာပြောတာ ChatGPT တို့စသဖြင့်နာမည်ကြီးပြီးသား application တွေရှိတယ်ဆိုဒီ application တွေရဲ့နာမည်ကိုကျွန်တော်တို့ကတူပပြီးတော့ပေါ့နော်ဒါ embedded လုပ်ပြီးတော့ပေးရဆိုရင်ကျွန်တော်တို့ရဲ့ application က reject လုပ်မယ်ဘန်ခံရနိုင်တယ်အကောင့်အဖြတ်ခံရတာမျိုးတွေဒီဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ပေးတဲ့ application ရဲ့နာမည်ကသူတို့ရဲ့ policy နဲ့ညီဖို့တော့လိုတယ်ကျွန်တော်ဒီ Google Play policy တွေApple ပေါ့နော် Apple ရဲ့ App Store Connect ရဲ့ policy တွေအကြောင်းကိုတော့ကျွန်တော်တက် video series တစ်ခုလုပ်ပြီးတော့ရှင်းပြဖို့အစီအစဉ်ထားတယ်ဆိုတော့သူတို့ရဲ့ policy အားလုံးကိုကျွန်တော်မရှင်းပြနိုင်ရင်တော့မရှင်းပြနိုင်ဆိုတော့ရှင်းပြဖို့အချိန်မရရင်တော့မှကျွန်တော်တို့အရေးကြီးတဲ့ policy တွေကျွန်တော်တို့ရဲ့ application ကို reject ချခံရနိုင်တဲ့ sorry ပါကျွန်တော်ရဲ့ application ကို reject ခံရနိုင်တဲ့အခြေအနေတွေကျွန်တော်တို့ရဲ့ account ကိုရာသက်ပံပေါ့နော် Google မှာဒါတခုရှိရကျွန်တော်တို့ကတခုခု account မှာအချိုးမပြေတာလုပ်လိုက်ပြီလို့ရှိရင်ကျွန်တော်တို့ရဲ့ account ရဲ့ကျွန်တော်တို့ရဲ့ ID ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုတက်စာ ban နဲ့ system တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာသိပြီးတော့ပေါက်တက်ကရလုံးလို့မရဘူးကျွန်တော်တို့ဒီအချို့အနောက်နိုင်ငံတွေရဲ့ credit score system နဲ့တွားပြီးတော့ညီတယ်ပေါ့ဗျာကျွန်တော်တို့ရဲ့ဒီ Play Console မှာကျွန်တော်တို့က reputation ကောင်းအောင်ဘယ်လို application တွေရေးတယ်နော်ဘာတွေလုပ်တယ်ဒီဟာတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့အမှတ်ပေးတယ်ကျွန်တော်တို့ကတလွဲတွေပဲစက်တိုက်လုပ်လို့ရှိရင်ကျွန်တော်တို့လုံးဝဘန်ဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါကတော့နည်းနည်းလေးရက်ဆက်တယ်ဒါပေမဲ့အမှန်တရားပဲဆိုကိုကဒီဘယ်လိုပြောမလဲဒီ company တွေမှာကိုကဘာမှသွားပြီးတော့ပြောပိုင်ခွင့်ရှိတဲ့အနေအထားမဟုတ်သည့်အတွက်ကြောင့်သူတို့သတ်မှတ်ထားတဲ့ rules and regulation ကိုလိုက်နာဖို့ပဲဒါကျွန်တော်တို့တက်နိုင်တယ်ပေါ့ဗျာ yes ထားပါတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့ package name ဖြစ်ပါတယ်ဆိုတော့နောက်တစ်ချက်နည်းနည်းဆိုးတာကဒီ Google ပေါ့နော် Google ကကျွန်တော်တို့ရဲ့ application တွေကိုတစ်ခါလေးမှာ AI နဲ့စစ်တာ AI ကထင်းတဲ့အတိုင်းပဲတစ်ခါတလေမှာတလွဲတွေလုပ်တယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကတို့ပြန်ပြီးတော့မှရင်complaint တွေပြန်တင်ရတယ်စကားတွေအများကြီးပြောရတယ်ဒီခက်ခဲလေးတွေတော့ရှိတတ်ပါတယ်ဆိုတော့အဲ့တော့လိုရင်းမဲ့တွားရအောင်ပါ package name ကတော့ကျွန်တော်တို့ရဲ့domain ပေါ့နော် domain ရဲ့ပြောင်းပြန်နာမည်ရှိမယ်သူရဲ့နောက်မှာကျွန်တော်တို့ကဒီ application ရဲ့နာမည်စသဖြင့်ကို application အတွက် unique ဖြစ်တဲ့ ID name တခုကိုကျွန်တော်တို့ကထုတ်ပေးရဲဆိုတဲ့အဓိပ္ပာယ်ပါပဲဆိုတော့ဒီဟာကအနာဂတ်မှာကျွန်တော်တို့ပြန်ပြီးတော့ပြောင်းလို့မရအောင်ပေါ့နော် constant ဖြစ်တဲ့အတွက်ကျွန်တော်တို့ data လေးရွေးချယ်ပြီးတော့မမှားအောင်ပေးဖို့လိုပါတယ်ဒီနေရာမှာလည်းကျွန်တော်တို့နောက်ထပ်ထပ်ပြီးတော့ဖြည့်ဆွတ်စရာရှိတာက developer အနေနဲ့တော့ကိုယ်ပိုင် website တခုတော့ရှိထားတဲ့ဒါမှသာလျှင်ကျွန်တော်တို့ဒီမှာ package တွေထုတ်တဲ့အခါမှာကိုယ့်ရဲ့ website နာမည်က dashboardman.com ဆိုရင် con.dashboardman ဥပမာအဖြစ် timeout.com ဆိုလို့ရှိရင် con.timeout ဆိုပြီးတော့ကျွန်တော်တို့ application ရဲ့နာမည် bla bla ဆိုပြီးတော့ဆက်သွားမှာဖြစ်ပါတယ်ဆို
ဒီမှာကျွန်တော်တို့က check availability ဆိုပြီးတော့ပြရတယ်ကျွန်တော်တို့ check လိုက်မယ်ဟိုမရကြတော့အကြောင်းမရှိပါဘူး okay မရစရာကျွန်တော်ဒီမှာကျွန်တော်ရဲ့ company domain ကိုသုံးထားတယ်ဆိုတဲ့အခါကျတော့လေ okay အဲ့တော့ကျွန်တော်ဒီမှာ default language ကအင်္ဂလိပ်ကိုရွေးထားတယ်ပြီးွားရင် app လား game လားဆိုတော့ကျွန်တော်တို့က application ကိုတင်ပါ free or pay ဆိုတော့ကျွန်တော်ရဲ့ application free เนาะပြီးတော့လို့ရှိရင်ဒီမှာကကျွန်တော်တို့ရဲ့ installer ကိုသူကဒီ user တွေကပေါ့နော်အခြားနေရာနဲ့ install လုပ်ထားလို့ရှိရင်เนาะGoogle Play ကနေပြီးတော့မှရေမင်းတို့လုံခြုံစိတ်ချအောင် install လုပ်ဆိုတဲ့ message ကိုပြမှာလားမပြဘူးလားဆိုပြီးတော့ကျွန်တော်တို့ပြောနေတာဖြစ်ပါတယ်အရေးမကြီးဘူးကျွန်တော်အဲ့တိုင်းပဲထားခဲ့လိုက်မယ်ဒါကတော့ policy ရေဆိုတော့တည့်ရတိုင်းပဲအားလုံးအမှန်ကြီးချစ်ပြီးတော့လက်ခံပေးဖို့လိုအပ်တယ်ဒီဗီဒီယိုကနည်းနည်းတော့ရှည်သွားနိုင်တယ်ကျွန်တော်တို့ set as ဒီ Google Play console ဘက်မှာလုပ်ဆရာရှိတဲ့ကိစ္စတော်တော်များများကိုကျွန်တော်တို့အပြီးတက်နိုင်အောင်စူးစမ်းပြီးတော့လုပ်ကြပါမယ်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒါကိုတစ်ချက် highlight မယ်ဒီမှာကျွန်တော်တို့စပြီးတော့မြင်ရပြီပေါ့နော် start testing now set up your app release your app เนาะကျွန်တော်တို့စသဖြင့်ဒီမှာအများကြီးပဲမျက်စိနောက်စရာတွေမြင်ရလို့ဆိုပြီးတော့မှရင်ခေါင်းရှုပ်မသွားပါနဲ့အဲ့တော့ကျွန်တော်တို့ဒီမှာမြင်နေရတာက dashboard ကိုမြင်နေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာလမ်းကြုံလို့ပေါ့နော်နည်းနည်းရှင်းပြကြရလေးရှိတယ်ဒီမှာtest and release ပေါ့နော်ဒီဘိုင်းလေးအနေနဲ့အရေးကြီးလို့ပါကျန်တဲ့ဒီ monetization တို့ကျန်တဲ့ဘိုင်းတွေကတော့ကျွန်တော်နောက်မှအကြောင်းတက်ဆိုင်တဲ့ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာအလုပ်လုပ်မဲ့နေရာက dashboard ရှိတယ်နောက်တစ်ခုက test and release ဆိုတာရှိတယ်ဆို test and release မှာဆိုလို့ရှိရင် so ဒီမှာအရေးကြီးဆုံးဖြစ်တယ်ကျွန်တော်တို့ရဲ့ production ဆိုတာရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ testing မှာ open testing ရယ် close testing ရယ် internet testing ရယ်အဲ့ဒါပြင် testing တွေအများကြီးပဲရှိတယ်ကျွန်တော်တို့ဒီမှာအသုံးများမှာကတော့ internet testing ကိုသုံးမယ်ဆိုတော့ဒီဟာတွေအသေးစိတ်ကတော့ Google ရဲ့ documentation တော့ဖတ်လို့လည်းရတယ် AI ကိုပြောမိလို့လည်းရတယ်ဆိုတော့ဒီမှာတော့ကျွန်တော်အရေးကြီးတဲ့ topic နှစ်ခုကိုပဲရှင်းပြမယ် internet testing ရယ် production ရယ်ဒါအရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ application တွေကเนาะဒီ Google Play Store မှာတင်ပြီးတော့မှရင်ကိုကစမ်းသပ်ချင်တယ်ကိုယ့်ရဲ့ဒီ internet ပေါ့နော်ကိုယ့်ရဲ့အတွင်းလူတွေနဲ့ပဲစမ်းသပ်ချင်တယ်ဆိုလို့ရှိရင် internet testing ကိုရွေးရမှာဖြစ်ပါတယ်ဆိုတော့ internet testing ကိုတင်ဖို့အတွက်က Google ရဲ့ approve မလိုဘူးပေါ့နော်ကျွန်တော်တို့တင်လိုက်လို့ရတယ်တင်ပြီးွားရင်ဒီမှာကျွန်တော်တို့ရဲ့tester ပေါ့နော် tester တွေကျွန်တော်တို့ define လုပ်မယ် define လုပ်ပြီးတော့မှရင်ကိုယ့်ရဲ့အတွင်းလူတွေနဲ့တခါတည်း testing လုပ်ဘတ်မရှိတော့ဘူးဒီ version က release လုပ်ဖို့အတွက် ready ဖြစ်ပြီဆိုလို့ရှိရင်အဲ့ version ကိုကျွန်တော်တို့က promote လုပ်ပြီးတော့မှရင် production ကိုချိန်လိုက်လို့ရတယ် production ကိုတင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ application ကို Google က review လုပ်မှာဖြစ်ပါတယ်သူတို့ဘက်က review process ကိုအောင်မှသာလျှင်ကျွန်တော်တို့ကဒီ production ကိုရောက်မယ် production ရောက်မှသာလျှင် user တွေကသူတို့ရဲ့ Android phone တွေကနေပြီးတော့မှရင် Google Play Store ကနေတဆင့်ကျွန်တော်တို့ရဲ့ application ကိုdownload and install လုပ်ပြီးတော့စတင်အသုံးပြုလို့ရမှာဖြစ်ပါတယ် okay အဲ့တော့ dashboard ကိုကျွန်တော်တို့ပြန်သွားမယ်ဒီနေရာမှာကျွန်တော်တို့က start testing now ကိုခဏကြော်ခဲ့မယ်ကျွန်တော်တို့က set up your app ဆိုတဲ့အောက်ကိုကျွန်တော်တို့သွားလိုက်မယ်ဒီမှာကျွန်တော်တို့ဖြည့်ရမယ့်အချက်လက်တွေအများကြီးပဲရှိပါတယ်ဒီဟာတွေအားလုံးကိုကျွန်တော်တို့ကပုံသေးမှတ်လို့မရပါဘူးကိုတင်တဲ့ application case scenarios အပေါ်မူတည်ပြီးတော့မှရင်ကျွန်တော်တို့ကဖြည့်ရှင်းရတဲ့เนาะဖြည့်ပေးရတဲ့case တွေဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအသေးလိုက်မှတ်ဖို့ဆိုတာတဲ့ concept မိအောင်စူးစမ်းစေခြင်းပါတယ်သူကဗာမေးထားလဲသူကဘာကိုထည့်ရမလဲဒါပါပဲဆိုအရင်ခက်ခဲတာတော့မဟုတ်ပါဘူးကျွန်တော်တို့စလိုက်အောင်เนาะအဲ့တော့ the first one set privacy policy yes so it's asking out of privacy policy URL sorry ပါကျွန်တော်ရဲ့ application အတွက် privacy policy URL ကိုတောင်းနေတာဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ဘယ်လိုလုပ်ကြလဲဆိုတော့အဓိကတော့ URL တောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ website URL တခုထည့်ပေးရမှာပေါ့ဗျာအဲ့တော့GitHub pages တို့Google site တို့အခြားအဆင်ပြေနဲ့တွားလို့လည်းရတယ်ကိုက company တို့မဟုတ်တကယ်professional brand တခုဖြစ်ဖို့တွားနေတယ်ဆိုရင်တော့ကို company domain မှာဒီ privacy policy ကိုထည့်လို့ရဖို့ရအတွက်ကျွန်တော်တို့ဒီ system လေးတစ်ခု CMS လေးတစ်ခုရေးထားလိုက်တာပို့ပြီးတော့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါဒီ application အတွက်ဒီ policy ကိုရေးထားတယ်။နောက်ထပ် application တွေများစွာလာလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ system မှာပဲတွားပြီးတော့ CMS နဲ့ကောက်ထည့်လိုက်တာမျိုးရေးလို့ရပါတယ်။ဒါက
Laravel ကျွန်တော်တို့ mid level လောက်ရေးတတ်တဲ့လူတယောက်အတွက်ဆိုရင်တော့ဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူးကျွန်တော်တို့ save လိုက်မယ် okay အဲ့တော့ dashboard ကိုပြန်သွားမယ်နောက်တစ်ခုကတော့ app access ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ application မှာအချို့ဘယ်လိုပြောမလဲregister login တွေပါလားဘယ် features တွေကိုဘယ်လိုတွေ hide ထားလဲကျွန်တော်တို့ဒီ subscription နဲ့ရောင်းထားတဲ့ဟာတွေပါလားဒီဟာကိုအဓိကသူမေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာလည်းအသေးစိတ်စာဖတ်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ application မှာတော့ register login features မပါဘူးပေါ့နော် yes ဆိုတော့ကျွန်တော်တို့ဘယ်ဟာရွေးမလဲဆိုတော့restricted all function is available okay so all function in my app is available without any restriction ကိုယူလိုက်ပါမယ် user login တော့ဝင်စရာမလိုဘူးဒီတိုင်းပဲသုံးလို့ရတဲ့နမူနာ app လေးတစ်ခုဖြစ်ပါတယ် so save လိုက်ပါမယ်ပုံမှန်အားဖြင့်ဆိုတော့ကျွန်တော်တို့ app တွေက register login flow တွေပါတဲ့အတွက်ကျွန်တော်တို့က restricted ကိုရွေးပြီးတော့လိုအပ်တဲ့ဟာတွေထပ်ဖြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ ADS ကျွန်တော်ရဲ့ app မှာadd မှာမပါ as ကြော်ညာပေါ့နော် Atmos တို့ Meta Earth တို့ဒါတွေရှိတယ်ကျွန်တော်တို့ကတော့ကြော်ညာမှမထည့်ဒါဖြစ်တဲ့အတွက် no ဆိုပြီးတော့ရွေးလို့ရပါတယ်ဒီမှာပေါ့နော်ကျွန်တော်တို့အမှန်ချစ်လေးဖြစ်သွားပြီ dashboard ကိုပြန်သွားပါ so content rating ဆိုတော့ကျွန်တော်တို့ application ကိုအသက်အရွယ်ဘယ်လောက်ဘယ်လိုလူတွေသုံးလို့ရတယ်ကလေးတွေသုံးလို့ရမရဘလားပေါ့ဗျာဒါတော့သူတိုင်းတာမှာဖြစ်ပါတယ် start questionnaire ဒီနေရာမှာကျွန်တော်တို့ရဲ့ email ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထည့်ပေးလိုက်ပါမယ်support support support@dashboardadmin.com so ဒီနေရာမှာကျွန်တော် domain ကဘာကြောင့်လို့လဲဆိုတာပြောရပါတော့ဆောနာ privacy policy မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဒီ company domain လို့ဟာမျိုးတွေအဓိကတော့ကိုယ့်ရဲ့ဟို private website ရဲ့ domain လို့ဟာမျိုးတွေဒါထည့်ပေးနိုင်လို့ရှိရင် Google ဘက်မှာအနေနဲ့များ reputation တက်တယ်လို့ကြံမြင်ယူဆလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်ဆိုမှန်တဲ့လောက်မှန်လိုက်မယ်မမှန်တာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ company ရဲ့ private email account ကိုကျွန်တော်သုံးဖို့အတွက်ရွေးချယ်ထားတယ်အဲ့တော့ okay category ကိုရွေးခိုင်းနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ application game မဟုတ်ဘူး social communication မဟုတ်ဘူး all other app try ကိုရွေးမယ်ဆိုတော့ဒါကတော့ I agree ကတော့ထုံးစံတိုင်းပဲ agree လုံးမှာပဲရှေ့ဆက်လို့ရမှာဖြစ်တဲ့အတွက် agree မယ် so does the app contain any rating relevant contents such as violence blah blah so we don't have it user content sharing does the app natively allow user to interact or exchange content with other user through voice communication ဒါတော့ကျွန်တော်ရဲ့ application မှာ chatting features ပါလာလို့ပြောနေတာonline contents that the app features or promotes contents that isn't part of the initial download but can be accessed from app example this type of contents are the movies Amazon Shopping okay e-commerce တို့ဒီ Netflix တို့လိုမျိုး contents တွေကဒီ application နဲ့တည်းမှာပါပဲနဲ့နောက်တော့မှဒါပါတာလားဆိုတော့ကျွန်တော်ရဲ့ application မှာမကိုက်ညီဘူး no promotion say okay does the app focus on promoting selling blah 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 so we are not selling right so that the app shall by the way sorry ကျွန်တော်ရဲ့ application presentation demo မပြရသေးဘူးเนาะဆိုတော့နောက် video တွေမှာတော့ကျွန်တော် application ကိုအကြံဉာဏ်လေးပြပေးပါမယ်လောလောဆယ်မှာတော့ကျွန်တော်ဒီ video ကြည့်နေတဲ့သူတွေကကျွန်တော်ဘယ်လို app ဆိုတာတင်မယ်ဆိုတော့ idea မရဘဲနဲ့ like ကြည့်နေရတဲ့နည်းနည်း confuse ဖြစ်သွားနိုင်ပါတယ်အဲ့အတွက်လည်း sorry ပါ does the app show the user current and precise physical location with other user so does the app show the user current and precise physical location with other user ကျွန်တော်တို့ other user နဲ့ share ရအကြောင်းမှမရှိ no right so does the app allow user to purchase digital goods so we are not selling does the app include cash reward cap okay NFT no is the app a web browser or search engine no we are not making a search engine right so is the app primarily a news or educational product no this is not a news application right so you can see here sorry
ဒီမှာကျွန်တော်တို့ next button ကကျွန်တော်တို့ edit မဖြစ်နေတာကိုတွေ့ရပါတယ်ဒါကအခုမှစပြီးတော့ Blaze တင်ဖို့စူးစမ်းတဲ့ကလေးတွေတွေ့ရတဲ့ပြဿနာပေါ့နော်ဒီမှာကျွန်တော်တို့ save ခလို့ရှိရယ် save ကိုအရင်နှိပ်ပါအဲ့ဒါမှကျွန်တော်တို့က nave ကပွင့်လာလိမ့်မယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ nave ကမပွင့် nave ကကျွန်တော်တို့ edit မဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာတွေမှားလဲဆိုတော့မှအချိန်တွေအများကြီးကြာတယ် okay so rated for 3 plus okay so far so good အဲ့တော့ကျွန်တော်တို့ dashboard ကိုပြန်သွားမယ်နောက်တစ်ခုကတော့ target audience ယူရမယ့်နေရာဖြစ်ပါတယ် so we have to choose 80s and over yeah that's it so ဒီတစ်ခုကတော့ကျွန်တော်တို့ magic ချစ်ဖို့မလိုပါဘူး next ကိုရွေးလိုက်ပါ save လိုက်ပါမယ် and then where's next data safety right data safety scroll down yes so it's explaining what is data safety blah 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 so press the next data collection and security does you have collect or share any of the required user data types user တွေရဲ့ data တွေကိုကျွန်တော်တို့က collect လား share လုပ်လားစုဆောင်းလားပြန်ပြီးတော့မျှဝေလားပြောတာကျွန်တော်တို့ကဒီ application မှာ local storage ကိုပဲသုံးထားတာပေါ့နော်ဆိုတော့ဒီ application ကတော့ကျွန်တော်တို့ဒီ Play Store တင်ဖို့ရလွယ်ကူစေရန်အတွက်ပေါ့နော်ကျွန်တော်တို့ဒီ policy မှာပြဿနာတက်မဲ့ဟာတွေကိုရှောင်ပြီးတော့လွယ်ကူတဲ့ဟာတွေကိုရေးထားဆိုတော့အများစုက no ဖြည့်ပြီးတော့ဆက်သွားရုံပါပဲ so okay next this is our privacy policy URL and then save it okay then go back to dashboard okay government app ကျွန်တော်ရဲ့ application က government app လားဆိုတော့အများအပြား no ပဲဖြည့်ရဖို့ရှိပါတယ်နောက်တစ်ခုကတော့ financial future ကျွန်တော်တို့ရဲ့ application ထဲမှာဒီငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ futures တွေ function တွေပါလားဆိုတော့ကျွန်တော်တို့ရဲ့ application မှာမပါပါဘူးပေါ့နော် next and then save it so back to dashboard so health ကျွန်တော်ရဲ့ application ထဲမှာကျန်းမာရေးနဲ့ပတ်သက်တဲ့ function တွေလည်းမပါပါဘူးဆိုတော့ဒီဟာလေးတွေကတော့လွယ်ကူမြန်ဆန်ပါတယ် okay so where's Nate select an app categories and provides content details so I guess that ကျွန်တော်တို့က application မျိုးစားဖြစ်တဲ့ select category yes so we need to choose that category right ကျွန်တော်ရဲ့ application ကတော့ utility လို့ခေါ်တဲ့အသုံးချ software အမျိုးအစားဖြစ်ပါတယ်ဒီမှာ utility ပါလားတစ်ချက်ကြည့်ပါမယ်ဒီမှာအရင်ကြီး serious ဖြစ်စရာတော့မလိုဘူးပေါ့နော်ကျွန်တော်အနည်းဆက်ဆုံးတူတဲ့ဟာကိုကျွန်တော်ဒီမှာယူသုံးလိုက်လို့ရှိရင်ရပါတယ်ဒီမှာ finance တို့ဘာတော့အရင်sensitive ဖြစ်တဲ့ keyword တွေ category တွေတော့မသုံးနဲ့ပေါ့ဗျာသုံးရင်ပြဿနာတက်မှာဒီမှာ health and fitness တို့ yes lifestyle ရှိတယ် local travel okay ကျွန်တော်ဒီမှာဆိုရင်တော့ lifestyle ကိုပဲရွေးလိုက်မယ်ဗျာokay save လုပ်ပြီးတော့ပါပြီ manage tab မှာကျွန်တော်တို့ဗာရွေးစရာရှိမလဲဒီဟာဒီမှာတော့ကျွန်တော်တို့ကပုံတင်မှတ်စရာမလိုဘူးเนาะကို application နဲ့ကိုက်ညီတဲ့ဟာကိုတွားပြီးတော့ရွေးချယ်မယ်မှန်ချစ်မယ်ဒါပဲဘာမှသိပြီးတော့အရင်ကြီး serious ထားစရာတော့မလိုပါဘူးokay let's search application tools not tools entertainment hairstyle so we can choose lifestyle also here apply okay and then store listing content email support at dashboardman.com and then phone number let me add plus 959 and then we need to add our company website so let me browse
my company website and then copy and go back here and paste it save yeah so ဒီမှာကျွန်တော်တို့ဟို save change ဆိုပြီးတော့အစိမ်းအောင်လေးပေါ်လာတယ်ပေါ့နော်တခါလေ Google ရဲ့UI UX ကအမေကွန်ထုတ်စရာတွေအများကြီးပဲဒီဟာလေးကိုစားမမြင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာdiscard and save ကလည်း disable ဖြစ်သွားပြီဘာဆက်လုပ်ရမလဲဆိုတော့ဟိုလမ်းပြောက်တယ်ဆိုတဲ့ခံစားချက်မျိုးရနိုင်တယ်ပေါ့ဗျာ Okay, so far so good. Let's go back to our dashboard. အဲ့တော့ကျွန်တော်တို့မှာ1 2 3 4 5 6 9 10ပေါ့နော်ကျွန်တော်တို့အဆင့်10ဆင့်ပြီးသွားပါပြီကျွန်တော်တို့နောက်တစ်ဆင့်ကတော့ set your store listing လို့ခေါ်ရဲကျွန်တော်တို့ဒီ application နဲ့ပတ်သက်တဲ့ search တွေလုပ်ရတဲ့အဆင့်ကိုတွားမှာဖြစ်ပါတယ်ဆိုဒီအဆင့်ကလည်းကျွန်တော်တို့ဒီတော်တော်လေးအချိန်ပေးပြီးတော့လှုပ်ဆောင်ရမယ့်အဆင့်ဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုဒီမှာရပ်လိုက်ပါမယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်